အားလုံးမဲ့တဲတို့ရေကဲလာစားကြပါအောင်ရကြလက်စလိုက်ပါအောင်ကဲဒီနေ့ကမကြီးအိမ်မာလေးနော်ကိုကိုတိုင်းကိုတိုင်းကြော်တာဘူးတီးကြော်ရဲ့ဒီမှာရုံးကဒီမှာဒီလားအသားတူကိုလေကြက်ဦးလေးနဲ့ခောက်ပြီးတော့ကြော်ထားတာအသားတူကြော်ရဲ့ဒီမှာဒါတော့ဆလက်တို့လေးပေါ့နော်မငိုကြီးစိမ့်လေးပါတယ်အချင်းရကိုတိုင်းဆက်ထားတာရုံးတော့တချို့ကိုဒီမတွေကမေးနေကြတယ်အချင်းဘယ်လိုဆက်တာလဲဆိုနောက်ပြီးကျရင်စက်နီးလေးပြောပြမယ်အရန်ကောင်းတယ်ကျွန်တော်ကတော့ဒီတောမှာဆိုတော့အလွယ်တုတ်တာပေါ့နော်အလွယ်အချင်းကိုဆက်တာပါမြို့တိမုတ်ထည့်ထားတယ်ထဲမှာမြို့တိမုတ်ထည့်ထားတယ်နန်ပေနဲ့အရင်ဆုံးပေါ့နော်တချို့တွေကအချင်းရီကိုဖြော်လို့ရှိရင်ဟိုဟာနဲ့ဖြော်တယ်ရင်နွေးတွေနဲ့ဖြော်တယ်ကျွန်တော်ကမဟုတ်ဘူးစီကိုစက်တုံဖြူနဲ့စီတက်ပြီးတော့မှဖြော်တာအရန်ကောင်းတယ်ငိုကြီးတင်ကဒီမှာကြိုက်တာအောင်ကဲလာစားကြပါအောင်ကောင်းနေပါကျွတ်နေဟုတ်လားကျွတ်တော့ကောင်းပါ့ဖဲပဲမိမနည်းနည်းမင်းနေဝါသူပဲနော်နည်းနည်းပါနော်အချင်းကတော့ပဲကောင်းနေช่วยပြောပါအောင်မသိလားနော်ကိုရုပ်ကိုပြန်မကြည့်ကြဘူးကေသူများကိုပဲယွန်နာတို့ပြုတ်လာတော့ ਨੇ မသိပဲငါတို့ကပြုတ်စားထိုင်စားနေပြီလို့နော်ဝင်သွားငါတင်ပြောနေနာသိလားဘယ်ဘာပဲပြောလေဘယ်မှာကူစားတယ်ပဲပဲကိုစားနေတန်းနေစားတာလေစားနိုင်တော့စားတာဟုတ်ကဲ့စားတယ်ကိုဘတန်းနေကူစားတာစားတယ်ဟုတ်ကဲ့ဟာရနာဟင်းဟာရtăng nghệ hả sao có hả để chọn khi cô này lúc nào chúng lúc đêm nhà hải cô này lúc đại hải vậy lấy chân này chuột hả nó em mà chôn ông nói con lên phiền này con này